Hello အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကတော့9ရက်တလ2026အဝင်လေးပါ။ဒီနေ့ကတော့စီချက်သူရေးတွေကလိုက်နေပေါ့နော်။ဒီနောက်ပိုင်းဆိုရင်9ရက်ဒီနေ့ကစပြီးတော့စီချက်သူရေးတွေကတအားလိုက်လာပါပြီ။နောက်ရက်ဆိုရင်ဈေးလေးတွေချပေးပါမယ်။ဈေးလေးတွေချပေးမယ်။ဒါပေမဲ့မေကအတိကင်းလေးတွေလည်းဖယ်ပေးမယ်။အစိမ်းတွေလည်းဖယ်ပေးမယ်။ပြီးရင်ပိုးလေးတွေလည်းဖယ်ပေးပါမယ်ရှင်။စီချက်သူရေးကတော့အစိမ်းလေးကိုစားမယ်ဆိုရင်နည်းနည်းအဖန်တန်လေးရှိပါရဲ့သူကတော့အမေရောင်တန်းမစားမအရသာချိုးပါရဲ့ရှင်ပြီးတော့ကျတော့ဒီကောင်ကအကြာကြီးထားခံတဲ့ explode ပါမဲ့သွားတော့သူ့ရဲ့အကျော်ကတင်းပြီးတော့ပြောင်းနေရပါပဲเนาะတကယ်လို့မာယူမယ်ဆိုရင် Viber နံပါတ်430.5.8ကိုဖုန်းဆက်မာယူလို့ရပါတယ်မြန်မာနိုင်ငံအနှံ့ပြားကိုလက်လီလက်ကပို့ပေးပါရှင်မိမိစီမှာဈေးလေး little လေးပဲကြာနော် little လေးကြာပါဒါလေးတွေကကလီယာတန့်ထုတ်မယ်ကလီယာတန့်ထုတ်ထားမယ်အသီးလေးတွေပါရှင်ဒီမှာလမ်းခရီးကိုတော့လုံးဝတာဝန်ယူပါဦးနော်ဒိတ်ချောင်ငွေချေစနစ်နဲ့ပဲငွေလဲဝင်မှပို့ပြရပါငွေလဲမဝင်ပို့မပေးပါဘူးရှင်ဒီမှာလမ်းခရီးကတော့မန်းစားရခတ်တယ်ဆိုတော့ကြောင့်လေဒါကြတော့လုံးဝတာဝန်ယူလို့မရပါဘူးเนาะမေကတော့အမဲရောင်တွေကိုဒီချက်တွေဆိုတော့ကြတော့အမဲရောင်ထဲဘာမှမဖြစ်ပါဘူးစီတင်မောတို့စီချက်တွေစီတင်မောတို့စလို့ကြောင့်မရပါဘူးเนาะတကယ်လို့မာယူမယ်ဆိုရင်မိစီမှာမာယူလို့ရပါပြီအားလုံးကျေးဇူးထူးတင်ပါတယ်ရှင်